လာပါရှင်ဗီဒီယိုလေးတွေကိုအစင်မပြတ်တင်ပေးသွားမှာမို့နေရွေရရှင် YouTube Channel လေးကို Subscribe ပြီးလုပ်ပေးသွားပါအောင်နော်တော့ကျေးဇူးပါလေဒီကတော့မောင်ကြီးကမတ်တာဝင်ရှိလာတာခဏတော့မရဘူးတဘောလည်းပြေးမောလို့ဘာလို့တောက်မပြေးရအကင်းနေဆွဲရနော်ဒီမခုတ်ကူတွေပြီးကြရင်တောက်မယ်ပြီးကြရင်တောက်မယ်ပြီးကြရင်တောက်မယ်တောက်မယ်မင်းလိုက်မတောက်အောင်မလားမတောက်အောင်လားဒီရအောင်တောက်မယ်မောင်တို့ကကျတော့ကျွန်တော်တို့ဘလုံးကန်ရင်လည်းရေတောက်ရင်တော့မှဘလုံးကန်ရင်လည်းတောက်ရင်တော့မှကျွန်တော်တို့မောင်လေးတစ်ခုခုဖြစ်တော့မှမစိုးရိမ်ဘူးလိုကြီးလေအဲ့တော့စိုးရိမ်နေကြတယ်လို့အော်အဲ့ဒါကချင်ဒီလုံးလားမောင်ကုန်းဆောင်အောင်လို့ပေါ်များကြီးရှိလာရဲ့ကောဘာကြည့်တာတော့ဟုတ်ပြီဇေဒီမှာပြန်ပြီကဲမတော့ပြန်ယူသွားတယ်ဗျာအကောင်ရှိလို့လားဟလားအကောင်ရှိတာခဏလေးအစားအစာတို့ဖြော်ရည်လို့ဆိုတာကျွန်တော်တို့ဗျာဟောကျွန်တော်သူပြတယ်ပြန်ခေါ်ပြီဗျာဟိုမှာလည်းကြည့်အောင်ကိုရင်းနဲ့သူကြည့်တော့အရှိဝါတော့မှအရွယ်ရောက်တယ်ကျွန်တော်ခဏဖြော်ရည်လို့ပါလို့ဆိုတော့ကျွန်တော်လှုပ်ရှားရင်းနဲ့တောက်လို့ကျွန်တော်သိမကောင်းဟုတ်တယ်ဘာသာမှာကျွန်တော်အနားယူနဲ့ထိုင်နေနဲ့တောက်တာကိစ္စမရှိဘူးဒီမှာကျတော့ကျွန်တော်စကားတွေကပြောလိုက်ဟောလို့လိုက်ဆိုတော့တခုခုဟုတ်တယ်ကျွန်တော်တို့အတန်ပေါ့နော်ရှည်လမ်းကြောင်းမဟုတ်ဘူးလွဲသွားတာတော့ဟုတ်တယ်အဲ့ကျွဲအားလုံးကိုနားလည်ပေးဆိုလိုပါလေအစားအစာတွေကျေးဇူးများကြီးတင်ပါတယ်ခုလိုနားလည်ပြီးတာနော်ပြောလေးမင်းသားလေးဆိုင်မှုချစ်တော့ကောင်းတော့နားလည်ပြီးတယ်နားလည်ပေးပါတယ်ကျေးဇူးများကြီးတော့ကျေးဇူးကပါဆိုင်ရောအဲ့ဒါပါပြောတာလေကျေးဇူးတင်ပါတယ်အဲ့ဒါသူမင်းတို့ကချစ်လို့မင်္ဂလာပါဘုဘလို့ပြောလေမင်္ဂလာပါဟုတ်လေကချစ်လို့မင်္ဂလာပါဘုဘလို့ပြောလေမင်္ဂလာပါ